တံဝေကဓမ္မလင်္ကာဆောင်မှုများဖြင့်ဓမ္မပလင်စတင်လို့ဖွင့်လှစ်လိုက်ပါပြီအသေးမဦးမီညာဦးမီစေဖို့ညတ်တဲ့ဣရိယာပုဖြင့်ထိုင်ပြီးတော့တရားပဲနာယူကြတရားပဲမှတ်သားကြတရားပဲနှလုံးသွင်းကြဒီကနေ့သာသနာနှစ်2580ပြည့်နှစ်မြန်မာသက္ကရာ1388ခုနှစ်ဒုတိယဝါဆိုလပြည့်15ရက်နေ့နံနက်ပိုင်းမန္တလေးတိုင်းကျောက်ဆည်မြို့နယ်တန်ရွာအုပ်စုအပြောင်ဆည်မြောက်ဘက်ကမ္မတောင်ကျောက်ကူတော်ရအောင်တော်မူဓမ္မရိပ်သာဓမ္မဒုက္ခမောဂဝိပဿနာအောင်မြတ်ဓမ္မယုံကြီးအတွင်းဝယ်ဆင်ခြင်းမပြုလို့အပ်သောဥပုံနေဓမ္မသဘင်ဒီဓမ္မသဘင်မှာယဝေယနိအသီးသီးမှဥပုသရေသီလစောက်တည်လာကြကုန်သောဆွေတော်မျိုးတော်တရားနာပရိသတ်ပေါင်းသင်သူတော်ကောင်းတို့အားအပေဆင်းရဲသန္တရာဆင်းရဲမှလွတ်ကင်းအောင်ဒိဋ္ဌိနဲ့ဝိသိကိစ္စအသိဉာဏ်နဲ့စင်ကြယ်အောင်ခန္ဓာရှိဖြစ်ဖြစ်ဉာဏ်သိမဲ့ကတ်အောင်အသေးမဦးခင်မှာဉာဏ်ဦးရလေအောင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်တယ်တရားဓမ္မများကိုဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုဆန္ဒတော်ကိုသိသွားတော်မူသောဘုရားတရားတော်မူခဲ့သောသုတ္တံဝိနည်းအဘိဓမ္မာဓမ္မခန္ဓာတွေကိုဆရာထားပြီးတကလားထိုလိုတွင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဟောကြားဆုံးမသွားတော်မူသောကျေးဇူးတော်ရှင်ဧကမဟာပဏိတမောဂုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယဉာဏ်တော်မြတ်တို့ကိုဥထိတ်မှပန်းဆင်ပြီးတကလားတို့တရားဓမ္မတွေကိုခန္ဓာဉာဏ်ရောက်သဘောပေါက်အောင်မယ်ကျေးဇူးပြုပါလိမ့်မယ်ခန္ဓာဉာဏ်ရောက်ကျေးဇူးပြုသေးခင်မှာပဋိစ္စသမုပ္ပါသဝိုင်းဒေသနာမှာလာသောအဝိဇ္ဇာနဲ့တဏှာအရင်ခံမူလနဗျာသစ္စာနှစ်ခုတို့ကိုအလုံးသောယောဂီပေါင်းသူတော်ကောင်းတို့ကညီညာဖျားဖျားဆိုပေးကြခန္ဓာနဲ့ကံနဲ့ခန္ဓာမိမိတို့ရထားတဲ့ခန္ဓာကြီးဟာတခြားကြောင့်ဖြစ်တာလားကံကြောင့်ဖြစ်တာလားကံကြောင့်ဖြစ်တာပါကံကြောင့်နာယုတ်နာယုတ်ကြောင့်ကံခန္ဓာဆိုတာနာယုတ်ပဲ
ရုပ်ခန္ဓာနဲ့ရုပ်ခန္ဓာကပူလိုက်အေးလိုက်တောင်းလိုက်တင်းလိုက်လှုပ်လိုက်ငြိမ်းလိုက်ကဲလိုက်ခဲလိုက်မရှိဘူးလားရှိပါပါဗျာအဲ့ဒါတူချုံပြောလိုက်တော့ဖောက်ပြန်လို့ရုပ်ဖောက်ပြန်လားရုပ်ပါဗျာသိနေတာနာတဲ့သိနေတာသိတဲ့စိတ်ကလေးကိုနာလို့ခေါ်တယ်နော်ဖောက်ပြန်တာကသိနေတာကခန္ဓာကြီးထဲမှာဉာဏ်နဲ့ကြည့်မှယုံနာမှန်သိရတယ်ဉာဏ်နဲ့ကြည့်မှဘာသိရတော့ဉာဏ်ဆိုတာအသိမှန်တာဉာဏ်အမှန်သိတာဉာဏ်ရုပ်ရဲ့နာရလို့သိနေတာဒီအမှန်သိဖြစ်သောကြောင့်ဉာဏ်ပဲယုံနာသိဖို့ဆိုတာလဲမလွယ်ဘူးဗျဘုရားတဆူတဆူပွဲမှာယုံနာဆိုတာသိရတာဘုရားမပွင့်တဲ့သာသနာ့ပတွေမှာယုံနာလို့မသိကြဘူးနေသဒုက္ခအနတ္တလို့လည်းမသိကြဘူးဘုရားပွင့်လို့သိရတာနော်အနိစ္စဒုက္ခအနတ္တတို့ယုံနာတို့ဟာဘာပွင့်မှသိရတာဘုရားဘာကြောင့်ဖြစ်တော့လို့မေးရင်တရားသိလို့ဖြစ်တာဘုရားဘာကြောင့်ဖြစ်တော့တရားကဘာတရားတော့လို့မေးတော့သစ္စာ၄ပါးတရားဘာတရားပါလိမ့်အဲ့သစ္စာ၄ပါးမှာကလည်းဒုက္ခဉာဏ်ဒုက္ခသမုဒိဉာဏ်ဒုက္ခនិရောဓဉာဏ်ဒုက္ခនិရောဓဂာမိနိပရိပရာယဉာဏ်လို့ဆိုတဲ့အတိုင်းဒုက္ခဉာဏ်ဆိုတာဒုက္ခသစ္စာကိုသိတဲ့ဉာဏ်ပေါ့နော်ဒုက္ခဉာဏ်ဆိုတာဒုက္ခသစ္စာကိုသိတဲ့ဉာဏ်ဒုက္ခသမုဒိဉာဏ်ဆိုတာဒုက္ခဖြစ်ကြောင်းသမုဒိယကိုသိတဲ့ဉာဏ်ဒုက္ခនិရောဓဉာဏ်ဆိုတာဒုက္ခသမုဒိယချုပ်ရនិရောဓနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ပေါ့နော်ဒုက္ခဉာဏ်ဒုက္ခသမုဒိဉာဏ်ဒုက္ခនិရောဓဉာဏ်ဒုက္ခនិရောဓဂာမိနိပရိပရာယဉာဏ်နဲ့ဒုက္ခချုပ်ရချုပ်ကြောင်းအကျင့်ကောင်းဖြစ်တဲ့မေဃသစ္စာကိုသိတာလည်းဉာဏ်ပဲဒုက္ခဉာဏ်ဒုက္ခသမုဒိဉာဏ်ဒုက္ခនិရောဓဉာဏ်ဒုက္ခនិရောဓဂာမိနိပရိပရာယဉာဏ်ဒုက္ခကိုလည်းသိတယ်ဒုက္ခဖြစ်ကြောင်းတွေကိုလည်းဒုက္ခချုပ်ရာကိုလည်းဒုက္ခချုပ်ရာချုပ်ကြောင်းအကျင့်ကောင်းကိုလည်းအဲ့၄ခုကိုသိတာသစ္စာ၄ပါးကိုသိတာပါပဲသစ္စာဆိုတာပါဠိလိုမြန်မာလိုပြောတော့အမှန်ပါဠိလိုပြောတော့အမှန်ကိုသိတာဒီဉာဏ်ပဲအမှန်ကိုသိတာဒီပါတယ်အဲ့တော့ဒုက္ခသစ္စာကိုသိသောဉာဏ်ဒုက္ခလည်းသိရမယ်ဒုက္ခဖြစ်ကြောင်းလည်းသိရမယ်ဒုက္ခချုပ်ရလည်းသိရမယ်ဒုက္ခချုပ်ရချုပ်ကြောင်းအကျင့်မှန်ကိုလည်းသိရမယ်ဆိုတော့သိရမှာ၄ပါးပဲအဲ့ဒါကိုသစ္စာ၄ပါးလို့ခေါ်တယ်ပါဠိပါသစ္စာဆိုတာပါဠိစကားမြန်မာလိုပြောတော့အမှန်တရားဘယ်နှပါးရှိပါလိမ့်အမှန်တရား၄ပါးရှိတယ်အမှန်တရား၄ပါးကိုသိသွားပြီဆိုလို့ရင်ပရမတ္တခါသိတော့သောတာပန်ဒုတိယတခါသိတော့သဂရဂံတတိယတခါသိတော့အနာဂံသရုတ်တတခါသိတော့ယဟန္တာသစ္စာ၄ပါးကိုသိလို့အရိယာခေါ်တာပေါ့နော်သစ္စာ၄ပါးကိုသိလို့ဘာလို့ခေါ်တော့
ပုထုဇဉ်ကတော့သစ္စာ၄ပါးကိုနုမာနအားဖြင့်ပဲသိနိုင်နော်ဘယ်လိုအားဖြင့်သိနိုင်လို့အနုမာနအားဖြင့်သိနိုင်တယ်မှန်တော့မသိတာများတာပေါ့သစ္စာ၄ပါးဆိုတာလေဘုရားပွဲမှာသိဝင်ရတာကိုဘုရားဘာကြောင့်ဖြစ်သစ္စာသိလို့ဖြစ်သစ္စာ၄ပါးကိုသိတဲ့နေရာမှာဆရာမကူပဲနဲ့သိတာဘာမကူပဲနဲ့သိတာတော့ဆရာမကူသေယံဘူကြံဖြစ်မိမိအလိုလိုကိုယ်တော်တိုင်ထိုးထွင်း၍သိတော်မူမြင်တော်မူသောကြောင့်ဗုဒ္ဓရှင်းရဲ့လားဘုရားကသူတစ်ပါးထံကတရားနာရလို့သစ္စာသိတာလားကိုယ်ပိုင်ဉာဏ်နဲ့သိတာလားကိုယ်ပိုင်ဉာဏ်နဲ့သိတာပါဘုရားဘုရားတစ်ပါးပဲကိုယ်ပိုင်ဉာဏ်နဲ့သိတာနော်ဘုရားသားတော်သမီးတော်ဖြစ်တဲ့ဘိက္ခုဘိက္ခုနီဥပဒကိဥပဒကမစရှိတဲ့တပိသာဝကတွေကတော့ဘုရားဟောလို့သာသိရတာဘာဟောလို့သိရတာဘုရားသာမပွင့်လို့ရှိရင်သစ္စာ၄ပါးကိုသိရပါမလားသိရပါဘူးဗျာဘုရားပွင့်လို့ဘာသိရတယ်သစ္စာ၄ပါးတရားကိုသိရတယ်အဲ့ဒါကြောင့်မလို့ဘုရားယေရှုမရှိဘူးလားရှိပါပါဗျာတရားသိတော့မငြိမ်းချမ်းဘူးလားငြိမ်းချမ်းပါဗျာငြိမ်းချမ်းရတာဘုသူယေရှုတော့တရားယေရှုငြိမ်းချမ်းရတာဘုသူယေရှုတော့တရားယေရှုတဲ့နော်အဲ့ဒီတရားတွေကိုကျင့်တာတန်ခါတရားတွေကိုကျင့်တာဘယ်လိုအဲ့ဒါကြောင့်တရားကိုသိတာဘုရားတရားကိုကျင့်တာတန်ခါတရားကိုသိတာတရားကိုကျင့်တာပေါင်းလိုက်တော့ဘုရားတရားတန်ခါဗုဒ္ဓဘာသာမှာဘုရားတရားတန်ခါယရဏ၃ပါးပဲကိုယ်ဝယ်စိတ်ကရဖြစ်ပါတယ်ဘုရားတရားတန်ခါကလွဲပြီးတော့တခြားကိုဘာမှအပေါ်ဒီကိုယ်ဝယ်ကြမလိုဘူးနော်မှန်ပါဗျာအဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿရဲ့တရားသိဖို့ကအရေးကြီးတာပေါ့လေဘာသိဖို့အရေးကြီးတော့တရားသိမှဘုရားကိုသိမယ်အဲ့ဒီတရားတွေကိုကျင့်မှတန်ခါဖြစ်တယ်တရားသိမှဘာဖြစ်တော့အဲ့ဒီတရားတွေကိုကျင့်မှတရားကတော့ဘုရားပွင့်လဲရှိတာပဲဘုရားမပွင့်လဲရှိပါဗျာဘုရားမပွင့်ခင်ကလည်းဒီတရားတွေရှိတယ်မသိကြနော်အဲ့ဒီတရားကိုဘုရားကသိလို့ဘုရားတဆင့်ဟောကြားလို့သိကြရတာလေဘုရားတဆင့်ဟောကြားလို့သိရတာအဲ့ဒါကြောင့်ဘုရားကျေးဇူးမရှိဘူးလားရှိပါဗျာရှိတယ်အဲ့ဘုရားမရှိတဲ့နောက်ပိုင်းမှာဘုရားကိုယ်စရလုပ်ပြီးတော့ဒီတရားတွေကိုသံဃာတွေကမှတဆင့်မဟောကြားဘူးလားဟောကြားပါဗျာဒါဖြင့်သံဃာလည်းကျေးဇူးမများဘူးလားများပါဗျာကျေးဇူးရှင်နေပဲဟုတ်တယ်မဟုတ်လားတရား
သိအောင်ဟောတော်မူရဲ့မြတ်စွာဘုရားတရားတွေသိအောင်ဟောကြားတော်မူတဲ့သံဃာတော်တွေရဲ့ကျေးဇူးပေါ့နော်ဘုရားကျေးဇူးသံဃာကျေးဇူးတရားကျေးဇူးမကြည့်ဘူးလားကြည့်လားတရားသိလို့ဘုရားဖြစ်တာပဲအဲ့ဒီတရားတွေကိုကျင့်လို့သံဃာဖြစ်တာတရားကဘုရားပွင့်ပွင့်မပွင့်ပွင့်တရားကရှိနေတာပဲနော်တရားတော့ရှိပြီးသားအဲ့ဒီတရားကိုဥစွာပထမသိတာဘုရားပဲအဲ့ဒီတရားတွေကိုကျင့်တာသံဃာပဲဘုရားကတော့တရားကတော့ရှိပြီးသားနော်ဘုရားပွင့်မပွင့်ပွင့်တရားကတော့ရှိပြီးသားရှိတာရှိပြီမဲ့လို့မသိတဲ့သူတွေကမများဘူးလားများလားများတယ်ဘုရားကအရင်သိလို့ဘုရားဖြစ်သွားတာဘုရားသိတော်မူတဲ့အတိုင်းကိုယ်တိုင်သိတော်မူတဲ့အတိုင်းတစ်ဆင့်ဟောကြားသုံးမလို့တစ်ဆင့်နာကြားရလို့သိရတာနော်တရားသိတော့ဘာဖြစ်တော့လို့မေးတော့တရားသိတော့စိတ်ငြိမ်းချမ်းမှုရမရဘူးလားရဘာငြိမ်းချမ်းမှုရစိတ်ငြိမ်းချမ်းမှုကိုရတယ်ဒါကြောင့်တရားသိမှချမ်းသာမယ်တဲ့ဘာသိမှချမ်းသာမှာပါလဲတချို့ကပတ်စံရှိမှချမ်းသာတယ်လို့ယူဆတာနော်ပတ်စံရှိတဲ့လူတိုင်းကိုချမ်းသာရဲ့လားမချမ်းသာပါဘူးဘာမသိလို့တော့အဲ့ဒါကြောင့်ပတ်စံရှိဖို့တဲ့တရားသိဖို့ဟာဘယ်တွေကအရေးကြီးတော့တရားသိဖို့ဆိုရင်တဲ့တရားကိုဟောတဲ့ဆရာကိုရှာရမယ်တရားကိုဟောတဲ့ဆရာရှာပါဗျာတရားကိုဟောပြောပြတာတဲ့ဆရာကိုရှာရမယ်တဲ့ဟုတ်တယ်မဟုတ်လားယထာဘုဒ္ဓဉာဏယသတ္ထပရိယေတိတဘောတဲ့ယထာဘုဒ္ဓဟုတ်တိုင်းမှန်စွာခန္ဓာရှိဖြစ်ပျက်ကိုဉာဏ်သိမဲ့နဲ့ကြိုက်အောင်ဟောတာပြောတတ်တဲ့သတ္ထဆရာကိုပရိယေတိတဘောရှာမိပြအောင်ရှာမိပါတရားသိမှဘာဖြစ်မှာပါလဲချမ်းသာမယ်ဘာသိမှချမ်းသာမှာတော့တရားသိမှချမ်းသာတယ်ကိုကတရားမသိတော့လူတိုင်းမှာဆင်းရဲနေတာဘာကြောင့်ဆင်းရဲတာပါလဲဘာကြောင့်ချမ်းသာတာပါလဲဘုရားဘာကြောင့်ဖြစ်ပါလိမ့်မလို့မေးရင်တရားသိလို့ဘုရားဖြစ်တာအဲ့ဒီတရားတွေကိုကျင့်လို့သံဃာဖြစ်တာတရားကတော့ဘုရားပွင့်သည်ဖြစ်စေဘုရားမပွင့်သည်ဖြစ်စေတရားကတော့ရှိနေတာပဲနော်တရားကတော့ဗါတယ်တော့ရှိနေတာရှိပေမဲ့သိတဲ့သူကမရှိဘူးဖြစ်နေသိတဲ့သူကအဲ့တော့တရားကိုအရင်ဆုံးသိတာဘုရားပဲတရားကိုအရင်ဆုံးသိတာကတရားကတော့ရှိပြီးသားနော်တရားကတော့တရားကိုသိလာမှဘုရားပေါ်လာတယ်အဲ့ဘုရားပေါ်လာတဲ့အတွက်ကြောင့်ဘုရားကတရားဟောတော့
တရားနာကြတဲ့ပုဂ္ဂိုလ်တွေကတရားသိသွားတော့သံဃာဖြစ်သွားတယ်နော်တရားသိလို့ဘုရားဖြစ်တယ်အဲ့ဒီတရားတွေကိုဘုရားဟောလို့သိရတဲ့အတွက်ကြောင့်သံဃာဖြစ်သွားတယ်ဟုတ်တယ်မဟုတ်လားတရားကြောင့်ဘုရားဖြစ်ဘုရားကြောင့်သံဃာဖြစ်တရားကြောင့်ဘာဖြစ်တယ်ဘုရားဖြစ်ပေါ်လာတရားကြောင့်ဘာဖြစ်တာတော့ဘုရားဖြစ်လာတယ်ဘုရားဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်လာလဲသံဃာတွေဖြစ်လာအဲ့ဒါကြောင့်မလို့တရားကတော့ဘုရားပွင့်သည်ဖြစ်စေဘုရားမပွင့်သည်ဖြစ်စေတရားတော့ရှိပြီးသားနော်အနိစ္စတရားဆိုတာလည်းရှိပြီးသားဒုက္ခဆရာတရားဆိုတာလည်းရှိပြီးသားပါဗျာအနတ္တတရားဆိုတာလည်းရှိပြီးသားနိစ္စဒုက္ခအနတ္တဆိုတဲ့တရားတွေရှိပြီးသားနိဗ္ဗာန်ဆိုတဲ့တရားလည်းပဲရှိပြီးသားပဲမဲ့လို့မမြင်ကြဘူးနော်ဘုရားကသူကအရင်မြင်တာသူကကိုယ်တိုင်မြင်လို့ဘုရားဖြစ်လာတော့မှပဲဘုရားတစ်ဆင့်ဟောကြားလို့လူတွေနတ်တွေဓမ္မတွေကသိရတာရှင်းရလားရှင်းပါဗျာဘုရားကမဟောဘူးဆိုရင်သိပါမလားသိပါပါဗျာတရားကိုဥစွာပထမသိတာဘယ်သူတို့ဘုရားသိပြီးမှဘုရားသိလို့တစ်ဆင့်ဟောကြားလို့သံဃာတွေတာဝကတွေကသိရတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ခင်ဗျားတို့ကျွတ်တို့တရားသိရတာဘု து ကျေးဇူးလဲဘုရားကျေးဇူးဘုရားပွင့်လို့သာသိရတာဦးတရားသိရတာဘုရားကျေးဇူးကင်းရဲ့လားကင်းပါပါဘုရားကျေးဇူးရှိတယ်ဟုတ်တယ်မဟုတ်လားဘုရားကတဆင့်ဟောကြားလို့လူတွေကသိရတာဘုရားကတဆင့်ဟောကြားလို့လူတွေကသိရတာတော့လူတွေကသိရတယ်အဲ့ဒီသိလာတဲ့လူတွေပါမှာလူတွေဟာသောတာပန်သဂရကအနာဂယဟန္တာတွေအရိယသံဃာတွေဖြစ်သွားတာဘာတွေဖြစ်သွားတာတော့အရိယသံဃာတွေဖြစ်လာတာအရိယသံဃာဖြစ်ရတာဘုရားကျေးဇူးကြောင့်ပဲသူကျေးဇူးကြောင့်နော်ဘုရားသူသိထားတဲ့တရားကိုမဟောကြားဘူးဆိုရင်အရိယတွေဖြစ်နိုင်မှာမလားဖြစ်နိုင်ပါဘူးဗျာသူသိထားတဲ့တရားတွေကိုတဆင့်ဟောကြားလို့အရိယတွေဖြစ်ရတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဘုရားကျေးဇူးရှိပါတယ်တရားသိလို့ဘုရားဖြစ်တယ်နော်အဲ့ဒီတရားတွေကိုကျင့်လို့သံဃာဖြစ်တယ်အဲ့ဒီတရားတွေကိုဘာလို့သံဃာဖြစ်တယ်ကျင့်လို့သံဃာဖြစ်တယ်အဲ့တော့တရားဆိုတာဓာရီတိတိဓမ္မောတဲ့သူသဘောသူဆောင်နေတာကိုတရားလို့ခေါ်တယ်သူသဘောသူဆောင်နေတာကိုသူသဘောသူဆောင်တယ်ဆိုတာကကုသိုလ်တရားကိုကြိုးစားတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်တရားဆောင်ဖို့ရာကိုရောက်ရတယ်အကုသိုလ်တရားတွေကိုကြိုးစားတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ပို့ဆောင်တဲ့နေရာကိုရောက်ရတယ်ဟုတ်တယ်မဟုတ်လားတရားဆိုတာသူသဘော
ကုသိုလ်သဘောတရားသည်ချမ်းသာကိုဆောင်တယ်အကုသိုလ်သဘောတရားသည်ဆင်းရဲကိုဆောင်တယ်ဟုတ်တယ်မဟုတ်လားချမ်းသာတဲ့သဘောကိုဆောင်တာဘယ်သူတော့ကုသိုလ်ဟုတ်တယ်မဟုတ်လားဆင်းရဲတဲ့သဘောကိုဆောင်တာကအဲ့ဒီကုသိုလ်တရားဆိုတာအနာဝဇ္ဇဒုက္ခဝိပါကလက္ခဏာဆိုတဲ့အတိုင်းအပြစ်မရှိခြင်းကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိသောကြောင့်ကုသိုလ်ခေါ်တယ်အနာဝဇ္ဇနော်အပြစ်မရှိခြင်းနဲ့ကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိတယ်တဲ့အကုသိုလ်ကြတော့အပြစ်နဲ့တကွမကောင်းကျိုးကိုဆင်းရဲသောအကျိုးကိုပေးခြင်းကြောင့်အကုသိုလ်ခေါ်တယ်ဟုတ်တယ်မဟုတ်လားရှင်းရှင်းပြောတော့ဆင်းရဲအောင်လုပ်တာအကုသိုလ်ချမ်းသာအောင်လုပ်တာကကုသိုလ်ပါဗျာအဲ့ဒါကြောင့်ကုသိုလ်အကုသိုလ်ဟာဘယ်ထဲမှာဖြစ်တာတော့စိတ်ကလည်းတရားဓမ္မတွေခန္ဓာမှာဖြစ်နေတာကတစိတ်ပြီးမှတစိတ်ဖြစ်နေတာလေစိတ်ဖော်ရာဌာနက6ဌာနရှိတယ်စိတ်ဖော်ရာဌာနကအဲ့ဒီ6ဌာနကဘာတွေတော့မျက်စိနားနာလျာကိုယ်စိတ်နော်လူတိုင်းမှာစိတ်ပေါ်ရာဌာန6ဌာနရှိတာပဲဟုတ်တယ်မဟုတ်လားလူတိုင်းမှာစိတ်ပေါ်ရာဌာနဘယ်နှဌာနရှိတော့ကလားမှာလည်းစိတ်ပေါ်ရာဘယ်နှဌာနရှိတော့တရုတ်ကြီးမှာလည်းစိတ်ပေါ်ရာဌာနဘယ်နှဌာနရှိတော့ဒါဖြင့်လူမျိုးတာကွဲသွားပေမဲ့လို့စိတ်ပေါ်ရာဌာနကတော့ဘယ်နှမျိုးတော့ရှင်းရလားလူမျိုးသားကွဲသွားပေမဲ့စိတ်ပေါ်ရာဌာနဘယ်နှဌာနလားစိတ်ဒီအလိုလိုပေါ်ရတာလားအာယုံလွားတိုက်လို့ပေါ်တာလားမျက်စိဓွာရနဲ့အစင်းအာယုံတိုက်လို့ရှိရင်ဘာစိတ်ပေါ်လဲမြင်စိတ်ပေါ်နော်အကြာကြီးပေါ်တာလားခဏလေးပေါ်တာလားခဏလေးပဲဘယ်စိတ်မဆိုခဏလေးပဲနော်အဲ့တော့နားနဲ့အတန်ပေါင်းစုံတဲ့အခါမှာနားထဲမှာဘာစိတ်ပေါ်အကြာကြီးပေါ်တာလားခဏပဲသူလေနှာခေါင်းနဲ့အနံ့နဲ့တိုက်တဲ့အခါမှာနှာခေါင်းမှာဘာစိတ်ပေါ်နားစိတ်ပေါ်တာပဲနော်ပုဒ္ဓနာနဲ့စိတ်မွေးတာနာနဲ့စိတ်ပေါ်ဘူးလားပေါ်ပါဗျာလေယာမှာလည်းပဲချိုတာချင်တာရတာခန္ဓာခါတာတွေနဲ့တွေ့တဲ့အခါမှာသာသီစိတ်ဟာရှာရဲ့အလယ်မှာမပေါ်ဘူးလားပေါ်လားပေါ်ပါဗျာကိုမာကြတော့ကျမ်းနာနှုတာရတာယန္နာတောက်နာတင်းနာမသိရဘူးလားသိရပါဘူးကိုမာပေါ်တဲ့စိတ်ပေါ်တယ်အဲ့တော့မနှောမှာပေါ်တဲ့စိတ်တောက်တွေးမြောက်တွေးကျင်ရတယ်တွေးနေတာတော့မနှောစိတ်ပဲအဲ့တော့စိတ်ပေါ်ရဌာနဘယ်ဌာနရှိတော့ဘာတွေလဲတော့မြင်တာဒီဘယ်သူကမြင်တာတော့ကဲမျက်စိကမြင်ပါတော့မြင်စိတ်ကမြင်တာမျက်စိဖွင့်ထားပေမဲ့မြင်စိတ်မရှိရင်ပြင်ပါမလားလူသေးကောင်တွေလည်းမျက်လုံးပါတာပဲမြင်ရလားစိတ်မရှိတော့လို့လူသေးကောင်ပြောတာပဲစိတ်ရှိနေသေးတဲ့အတွက်ကြောင့်လူရှင်ခေါ်ရတာဟုတ်တယ်မဟုတ်လားအဲ့တော့စိတ်ပေါ်ဌာနဘယ်နှဌာနရှိတော့6ဌာနကဘာတွေတော့မျက်စိနော်
မျက်စိသည်ယောက်ျားလားလို့မေးရင်ဘယ်လိုဖြေမလို့မိန်းမလားလို့မေးရင်မဟုတ်ဘူးတဲ့မျက်စိကဖောက်ပြန်တတ်လို့ရုပ်ခေါ်တယ်ဖောက်ပြန်တတ်လို့မြင်တော့မသိဘူးလားသိလို့နာအဲ့တော့မြင်လိုက်တယ်ဆိုကြတဲ့ကမျက်စိဆိုတဲ့ဓွာရရုပ်အစင်းဆိုတဲ့ယူပါယုံရုပ်သိမှုဆိုတဲ့နာမြင်လိုက်တယ်ဆိုကြတဲ့ကိုကယုံနဲ့နာစုံလို့မြင်တာဘာစုံလို့မြင်တာတော့အဲ့ဒါမြင်တိုင်းယုံနာကမြင်တာပဲငါမြင်တာမဟုတ်ဘူးမိမကမြင်တာမဟုတ်ယောက်ျားမြင်တာမဟုတ်ဘူးဘယ်သူကမြင်တာတော့ယုံနာစုံလို့ယုံနာစုံလို့မြင်တာကြားတော့လဲဘာစုံလို့ကြားနာတော့လဲဘာစုံလို့နာစားတော့လဲဘာစုံလို့စားထိတော့လဲဘာစုံလို့ထိတွေးတော့လဲဘာစုံလို့တွေးကဲအလုံးယုံနာနေကြည့်ပဲကဲယောဂီပေါင်းသူတော်ကောင်းတို့6ထွာရမှာပေါ်နေတာတွေဟာပုဂ္ဂိုလ်သတ္တဝါတွေလားယုံနာနေလားယောဂဖောက်ပြန်တဲ့နာကဖောက်ပြန်တာလဲဓမ္မပဲနော်သိတာလဲဓမ္မပဲဖောက်ပြန်တဲ့ဓမ္မသည်ယုတ်ဓမ္မသိတဲ့ဓမ္မသည်နံဓမ္မတကယ်ပေါ်နေတာဓမ္မဆိုတာတရားအဲ့တော့ခန္ဓာထဲမှာပေါ်နေတာတွေကဘာတွေတော့ဓမ္မတွေတရားတွေအဲ့ဒီဓမ္မတွေတရားတွေကိုဓမ္မပေါ်တယ်တရားပေါ်တယ်ဆိုတာမသိတော့အမှန်မသိတော့ငါမြင်တယ်ငါကြားတယ်ငါနားတယ်ငါစားတယ်ငါတွေးထိတယ်ငါကြံတွေးတယ်ဖြစ်မနေဘူးလားအဲ့ငါဘယ်အရောက်လာတာတော့မြင်တာသည်ယုံနာကမြင်တာပဲယုံနာစုံလို့မြင်တာဘာစုံလို့မြင်တာတော့ကြားတာလေယုံနာကကြားတာပဲနာနာလဲစားတာကလည်းတွေးထိတာကလည်းကြံတွေးတာကလည်းတကယ်ခန္ဓာမှာဖြစ်နေတာကဘာနဲ့ဘာယုံနဲ့နာယုံနာလို့မှမသိတဲ့ပုဂ္ဂိုလ်တွေကငါမြင်တယ်ငါကြားတယ်ငါနားတယ်ငါစားတယ်ငါတွေးထိတယ်ငါကြံတွေးတယ်ဖြစ်မနေဘူးလားဘာမသိလို့ဖြစ်တာလဲအဲ့ဒါကြောင့်ယုံနာကိုဒကာဓမ္မတို့ယုံမနာမှန်သိအောင်အထုတ်ပါပရမဘာကိုသိအောင်အထုတ်ရမယ်ယုံနာသိအောင်အထုတ်လို့ယုံနာနေသိပြီဆိုတော့ပြီးသွားပါလားမပြီးသေးဘူးအဲ့ဒီမြင်နေတဲ့ယုံနာလေးတွေဟာဒကာဓမ္မတွေဖြစ်လဲဖြစ်တယ်ပြက်လဲပြက်ယုံနာလေးတွေကဘယ်လိုနေပါလိမ့်ဖြစ်လဲပြက်လဲပြက်တယ်နော်အဲ့တော့ဖြစ်နေတော့ယုံနာပြောရတာပြက်သွားပြီဆိုတော့အနိစ္စလက္ခဏာပြက်သွားပြီဆိုတော့အနိစ္စလက္ခဏာဟုတ်လားပြက်သွားပြီဆိုတော့မရှိတော့ဘူးလေနော်အနိစ္စဆိုတာမြဲလားမမြဲဘူးလားမမြဲဘူးမမြဲလို့အနိစ္စမမြဲလို့ဆင်းရဲလို့အစိုးမရလို့ဒါပေမဲ့အဲ့ဒီယုံနာလေးမှာကိုပဲအနိစ္စတရားဒုက္ခတရားအနတ္တတရားမရှိဘူးလားရှိလားမမြဲတာလဲယုံနာမယ်ဆင်းရဲတာလဲအစိုးမရတာလဲဟုတ်တယ်မဟုတ်လား
အဲ့တော့ဘယ်သူမမြဲတာတော့လို့မေးတော့ယုံနံလေးမမြဲတာဟုတ်တယ်မဟုတ်လားဘယ်သူဆင်းရဲတာတော့မေးတော့ဘယ်သူကိုအစိုးမရတာတော့မေးရင်ဒါကြောင့်ယုံနံမှာအိဋ္ဌရဲ့ဒုက္ခရဲ့အနတ္တရဲ့ဒါပဲမရှိဘူးလားရှိလားဟုတ်တယ်မဟုတ်လားယုံနံသည်အိဋ္ဌယုံနံသည်ဒုက္ခယုံနံသည်အနတ္တအဲ့ဒီလိုအမှန်မြင်သွားပြီဆိုရင်အနိစ္စမြင်တော့လောဘစင်တယ်အနိစ္စမြင်တော့ပါတယ်လောဘစင်ပါဗျာလူတွေကအနိစ္စမမြင်တဲ့အခါကျတော့လောဘကြီးတယ်လောဘဆိုတာဘာတော့လိုချင်တာတွေရချင်တာတွေမများဘူးလားများနေတာအဲ့ဒါလောဘပဲနော်အဲ့ဒီလိုချင်တာရချင်တာတွေဟာဘာလို့လိုချင်ရချင်နေကြတော့လို့မေးဖို့မလိုဘူးလားလိုပါဘူးဗျာမြဲတယ်ထင်လို့လိုချင်တာပါဗျာကောင်းတယ်ထင်လို့လိုချင်တာပါဗျာချမ်းသာတယ်ထင်လို့လိုချင်တာပါဗျာအဲ့တော့မြဲတယ်ဆိုတာလေကိုယ်အထင်ပဲကောင်းတယ်ဆိုတာလေကိုယ်အထင်ပါဗျာချမ်းသာတယ်ဆိုတာလေကိုယ်အထင်ပါဗျာကိုယ်အထင်တကယ်ရှိနေတာကအနိစ္စတကယ်ရှိနေတာကအနိစ္စတကယ်ရှိနေတာကအနိစ္စဒုက္ခအနတ္တဟုတ်တယ်မဟုတ်လားကိုယ်အမြင်ကနိစ္စဒုက္ခအတ္တကိုယ်အမြင်ကဘာဖြစ်နေတော့နိစ္စရဲ့ဒုက္ခရဲ့အတ္တနိစ္စဆိုတာမြဲတယ်လို့ယူတာပေါ့ဒုက္ခဆိုတာချမ်းသာတယ်လည်းယူတာနော်အတ္တဆိုတာငါကငါဟာလို့ယူတာပဲငါပိုင်တယ်လို့ယူတာပေါ့လေဟုတ်ကဲ့လားအဲ့တော့ဘယ်ရုပ်ဘယ်နာမဆိုဖြစ်ပြီးရင်ပြည့်တဲ့အတွက်အနိစ္စဖြစ်ပြီးရင်ပြည့်တဲ့အတွက်ကြောင့်ဒုက္ခဖြစ်ပြီးရင်ပြည့်သွားတဲ့အတွက်ကြောင့်အစိုးမရလို့အနတ္တဟုတ်တယ်မလားဒီယုံနာလေးကိုပဲအိဋ္ဌဒုက္ခအနတ္တပြောနေတာပဲဟုတ်တယ်မလားမမြဲတာလဲယုံနာမယ်ဆင်းရဲတာလဲအစိုးမရတာလဲဒါကြောင့်ယုတ်တရားကြီးဟာမမြဲဘူးဆင်းရဲတယ်အစိုးမရဘူးလို့အမှန်မြင်လို့ရှိရင်မြင်တာလေးကညာမဲမြင်တာလေးကဘာလို့ညာပါဗျာညံပေါ်တာပဲမမြဲဘူးဆင်းရဲတယ်အစိုးမရဘူးလို့အမှန်မြင်နေတာလေးကဘာလို့ညာပါဗျာညံအဲ့ဒီညံပေါ်လာမှကိလေသာကသိတာဘာပေါ်လို့သိတာလဲညံမပေါ်ရင်ကိလေသာကတော့မြဲတယ်လို့အမြင်မှားနေလို့ကိလေသာပေါ်ရတာချမ်းသာတယ်လို့အမြင်မှားနေလို့ကိလေသာပေါ်ပါဗျာအစိုးရတယ်လို့အမြင်မှားနေလို့ကိလေသာပေါ်ပါဗျာကိလေသာသည်နော်ဘာကြောင့်ပေါ်တာတော့လို့မေးရင်အမြင်မှားလို့ပေါ်လာတာကိလေသာဘာကြောင့်ပေါ်လာတာတော့အမြင်မှန်ရင်ဉာဏ်ပေါ်တယ်အမြင်မှားရင်အမြင်မှန်ရင်ဉာဏ်ပေါ်ပါဗျာအမြင်မှားရင်ဒါစဉ်းစားကြည့်ပေါ့ကိုယ်မှာအမြင်မှန်နဲ့အမြင်မှားဘယ်တွေကများနေတော့အမြင်မှားများနေတော့တရားဓမ္မတို့အမြင်မှားတဲ့အတွက်ကြောင့်ကိလေသာဖြစ်ရတာလေအမြင်မှန်ရင်ဉာဏ်ပေါ်တယ်မဲ့ပေါ်တာပေါ့လေအမြင်မှန်ရင်မဲ့ပေါ်တယ်
အမြင်မှားရင်ကိလေသာပေါ်တယ်ကိလေသာဆိုတာမိမိတို့ရဲ့စိတ်ကလေးကိုညှဉ်းညူးအောင်လုပ်တတ်တဲ့တရားကိလေသာဆိုတာဘာလို့လုပ်တတ်တဲ့တရားလဲစိတ်ကိုညှဉ်းညူးအောင်လုပ်တာရှင်းရှင်းပြောရင်တော့စိတ်ဆင်းရဲကိုယ်ဆင်းရဲပြောင်းလုပ်တာဘာသူတော့ကိုကိလေသာလုပ်နေတာဟုတ်တယ်မလားအဲ့ဒါကြောင့်ကိလေသာကြောင့်ဆင်းရဲနေတာဆင်းရဲရတာဘာကြောင့်လို့အဲ့ကိလေသာမရှိရင်ချမ်းသာတယ်ကိလေသာမရှိရင်ပါပဲကိလေသာဆိုတာအမှန်မသိလို့လိုချင်တာတွေရချင်တာတွေကကိလေသာတွေပဲဟုတ်တယ်မလားကိလေသာဆိုတာအမှန်ကိုမသိလို့ပေါ်လာတာအမှန်ကိုသိလာရင်ကိလေသာပေါ်ရမလားပေါ်တယ်ပါဘူးကိလေသာဘာလို့တတ်တော့လို့ဆိုစိတ်ကိုညှဉ်းညူးအောင်လုပ်တတ်တယ်ဆင်းရဲအောင်လုပ်တတ်တယ်ကိုယ်စိတ်နှပါးကိုပင်ပန်းဆင်းရဲအောင်လုပ်တတ်သည်ဒကာရမတို့ခန္ဓာမှာကိုယ်နဲ့စိတ်မရှိဘူးလားရှိပါဘူးအဲ့ကိုယ်စိတ်နှပါးပင်ပန်းအောင်ဆင်းရဲအောင်လုပ်တာဘာသူတော့ကိလေသာအဲ့ဒီကိလေသာရှိနေလို့ကိုယ်စိတ်နှပါးပင်ပန်းဆင်းရဲနေရတာဟုတ်တယ်မလားအကိလေသာဆိုတာအပြားအဖြစ်1500တောင်ရှိတာအကျဉ်းအဖြစ်တော့3ပါတယ်ပဲလောဘကိလေသာဒေါသကိလေသာမောဟကိလေသာလောဘဆိုတာဘာတော့ဘယ်ထဲကလိုချင်တာတော့စိတ်ထဲကနေလိုချင်နေတာဟုတ်တယ်မဟုတ်လားလိုချင်ရချင်တာတွေကဒါကိလေသာတွေပဲအဲ့ကိလေသာရှိနေတဲ့အတွက်ကြောင့်ဒကာရမတို့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရတာပါကိလေသာကြောင့်ဘာတွေဖြစ်နေရတာလဲစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတာအဲ့ဒါကြောင့်ကိလေသာဆိုတာစိတ်ထဲမှာလိုချင်တာရချင်တာတွေဖြစ်နေပြီဆိုရင်ကိလေသာဖြစ်နေတာပဲစိတ်ထဲမှာမကျေနပ်ဘူးဆိုရင်ကိလေသာဖြစ်နေတာပဲဟုတ်တယ်မဟုတ်လားအမှန်ကိုမသိတာမောဟကိလေသာအဲ့တော့လိုချင်တာကလောဘကိလေသာမကျေနပ်တာကဒေါသကိလေသာဟုတ်တယ်မဟုတ်လားအမှန်မသိတာကမောဟကိလေသာအဲ့ဒါကြောင့်မလို့အနိစ္စဆိုတာအမြဲမရှိဘူးမမြဲဘူးလို့သိသွားရင်လိုချင်မှုလောဘလာသေးလားမလာတော့ပါဘူးဗျာဆေးရတယ်လို့အမှန်သိသွားရင်အမြဲထွက်တဲ့ဒေါသလာပါအောင်မလားမလာတော့ပါဘူးဗျာအစိုးမရဘူးလို့အမှန်သိသွားရင်မောဟကိလေသာလာပါအောင်မလားမလာတော့ပါဘူးဗျာရဲတယ်ထင်လို့ကိလေသာလာတာချမ်းသာတယ်ထင်လို့အစိုးရတယ်ထင်လို့ကောင်းတယ်ထင်လို့လာတာဗျမကောင်းဘူးလို့သိရင်ဘယ်သူမှမလိုချင်ဘူးကောင်းတယ်မှတ်လို့လိုချင်တာကောင်းတယ်လို့ထင်နေလို့လိုချင်တာပါဗျာအဲ့ဒါကြောင့်ဒကာရမတွေကောင်းတယ်မကောင်းဘူးဆိုတာကိုယ်ကိလေသာကလုံနေတာပါပဲ
ကိုနှစ်သက်နေရင်ကောင်းသွားတာပဲကိုမနှစ်သက်တဲ့အရာဆိုရင်တရားဓမ္မတော့ဝတ်သားကြိုက်တဲ့ပုဂ္ဂိုလ်ကတော့ကောင်းတာပဲကိုနှစ်သက်နေတာမကြိုက်တဲ့လူမစားတဲ့လူကြတော့မကောင်းဘူးဟုတ်တယ်မလားကိုကြိုက်နှစ်သက်နေရင်ကိုကမကြိုက်တော့ဘူးမနှစ်သက်တော့ဘူးဆိုရင်ပင်ကိုယ်တော်ဝါကတော့ဖြစ်တာနဲ့ပြတ်တာပဲရှိတာပဲလေကောင်းတယ်ဆိုးတယ်ဆိုတာကိုကိလေသာလုံနေတာပဲသူကလုံနေတာတော့ကိလေသာဆိုတာအမြင်မှားတာလာတာပဲဘယ်လိုလာတာတော့မကောင်းတာကိုကောင်းတယ်လို့အမြင်မှားတာပဲဟုတ်တယ်မဟုတ်လားအနိစ္စကိုနိစ္စလို့သိတာဒုက္ခကိုဒုက္ခလို့အတိမှားတာပဲအနတ္တကိုအတ္တလို့အတိမှားတာပဲအဲ့ဒီအတိမှားရာကလူကျင်မှုတွေရကျင်မှုတွေလာတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်လူကျင်ရကျင်မှုတွေအားလုံးကလောဘကိလေသာအဲ့ဒီလောဘရှိတဲ့ပုဂ္ဂိုလ်မှာမကျေနပ်တဲ့ဒေါသတွေလည်းပေါ်လာတာလောဘကြောင့်ဘာပေါ်လာတော့အဲ့ဒီဒေါသတွေကြောင့်မောဟတွေပေါ်လာရဒေါသဖြစ်ပြီဆိုလို့ရှိရင်အမှန်ကိုသိနိုင်သေးလားမသိနိုင်တော့ဘူးဒေါသတကယ်ဖြစ်ပြီဆိုရင်အမေလဲကြားဝင်လို့မရဘူးဖေလဲကြားဝင်လို့မရဘူးဟုတ်တယ်မဟုတ်လားဘလောက်ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေကကြားဝင်ပြီးတော့ဖြည့်ပြန်တော်လဲရသေးလားမရတော့ဘူးဟုတ်ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒါကြောင့်လို့ဘုန်းကြီးတို့ပြိဿရေလောဘဒေါသမောဟသည်စိတ်ကလေးရဲ့အညစ်အကြေးပဲစိတ်တွေမစင်ကြယ်တာစိတ်တွေမကြည်လင်တာဘယ်သူကြောင့်နော်လောဘဒေါသမောဟဆိုတဲ့ကိလေသာကြောင့်အဲ့ဒါကြောင့်လောဘကလေးကင်းသွားပြီဆိုရင်စိတ်ကလေးကကြည်လင်လာတယ်ဒေါသလေးကင်းနေတဲ့စိတ်ကလေးကကြည်လင်လာတယ်မောဟကင်းသွားတဲ့စိတ်ကလေးကကြည်လင်လာပါဗျာဘုရောစိတ်ကတရားဓမ္မတို့ကြည်တာကနည်းနည်းလေးနောက်နေတာကများပါဗျာရှင်းအောင်ရှင်းရလားရှင်းပါဗျာစိတ်ကလေးကြီးနေတဲ့အချိန်လေးပဲချမ်းသာတာပဲနော်ဘာလို့စိတ်ကလေးကြီးနေတာတော့ဆိုတော့အမှန်ကိုသိနေတဲ့စိတ်ကလေးကကြီးတယ်အမှန်ကိုသိနေတဲ့စိတ်ကလေးကကြီးပါဗျာအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ပြိဿရေအမှန်ကိုသိဖို့ရမလိုဘူးလားလိုလားလိုပါဗျာအမှန်ကိုသိမှဘာကြည်မယ်စိတ်ကြည်ပါဗျာစိတ်ကြည်သွားပြီဆိုရင်ကိုယ်လည်းကြည်ပါဗျာကြည်သွားတာပဲစိတ်ကြည်သွားတော့လေစိတ်ချမ်းသာသွားတယ်ကိုယ်ကြည်သွားတော့လေကိုယ်ချမ်းသာသွားတယ်စိတ်မကြည်လို့စိတ်ဆင်းရဲရတယ်ကိုယ်ကြီးမကြည်လင်လို့ကိုယ်ဆင်းရဲရတယ်ဟုတ်တယ်မဟုတ်လားယုတ်ကတော့မသိတတ်လို့ယုတ်ခေါ်တယ်သိတတ်သူတတ်တဲ့စိတ်ကလေးကိုနှံလို့ခေါ်တာပဲတကယ်ဉာဏ်နဲ့ကြည့်မယ်ဆိုရင်ကိုယ်နဲ့စိတ်ယုတ်နဲ့နှံကိုယ်ဆိုတာနှံဆိုတာဟုတ်တယ်မဟုတ်လားယောက်ျားမိန်းမဆိုတာအခေါ်ပါ
တကယ်ဖြစ်နေတာကတော့ယုံနဲ့နာပဲတကယ်ဖြစ်နေတာပါလေတော့ကြည့်ကြည့်ပါညာနဲ့သာကြည့်ညာနဲ့ကြည့်ရင်ပူလိုက်အေးလိုက်တောင်းလိုက်တင်းလိုက်ငြိမ်လိုက်ကြိုက်လိုက်ခဲလိုက်ဖောက်ပြန်မနေဘူးလားဖောက်ပြန်နေတာသိနေတာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဖောက်ပြန်တဲ့ယုံနဲ့သိတတ်တဲ့နာမည်ရှိတာပဲဟုတ်တယ်မဟုတ်လားဟုတ်ပါဗျာဖောက်ပြန်တာလေးတွေကလည်းမြဲရလားမြဲပါဘူးဗျာသိတတ်တဲ့စိတ်ကလေးအောင်မြဲရလားမြဲပါဘူးဗျာမမြဲလို့အနေစာမမြဲလို့ပါလေတော့ဖောက်ပြန်နေတော့ချမ်းသာသလားဆင်းရဲသလားဆင်းရဲတယ်ဟုတ်လားဖောက်ပြန်လို့လည်းဆင်းရဲတယ်ပျက်စီးလို့လည်းဆင်းရဲတယ်ဆင်းရဲလို့ဒုက္ခဟုတ်တယ်မဟုတ်လားဆင်းရဲလို့ပါလေတော့ဒုက္ခဘယ်ယုတ်ဘယ်နာမအစိုးမရလို့အနတ္တအဲ့ဒါကြောင့်မိမိခန္ဓာကိုယ်ကြီးကိုညာနဲ့ကြည့်မယ်ဆိုရင်အနိစ္စခန္ဓာကိုယ်ဒုက္ခခန္ဓာကိုယ်အနတ္တခန္ဓာကိုယ်ဟုတ်တယ်မဟုတ်လားအဲ့တော့အနိစ္စဆိုတာမြဲတာလားမမြဲတာလားမြဲပါပါဘုရားဒုက္ခဆိုတာဆင်းရဲပါပါဘုရားအနတ္တဆိုတာသုံးမရတာဟုတ်လားအဲ့ဒါတွေကတော့ဉာဏ်နဲ့ကြည့်ရမှာပေါ့လေဟုတ်တယ်မဟုတ်လားအာတုပဆိုတာကတော့မျက်လုံးမြင်အာတုပဆိုတာမျက်လုံးမြင်နဲ့ကြည့်လိုက်မယ်ဆိုရင်ယွန်စရာကြီးပဲမျက်လုံးမြင်နဲ့ကြည့်လိုက်မယ်ဆိုရင်မျက်လုံးနဲ့ကြည့်မယ်ဆိုရင်ဟုတ်လားစာမင်လေးရလဲယွန်စရာပဲခြေသေးလက်သေးတွေကလည်းမွေးညင်းတွေရလဲအသားရည်တွေရလဲဥသေးဥမတွေရလဲကျင်ကြီးကျင်ငယ်တွေရလဲမျက်လုံးနဲ့ကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကယွန်းစရာပဲဟုတ်တယ်မလားမျက်လုံးနဲ့ကြည့်မယ်ဆိုရင်ယွန်းစရာဆိုတာအာတုပဆိုတာမတင့်တယ်တာပေါ့ဟုတ်တယ်မလားအဲ့တော့မတင့်တယ်ဘူးလို့မြင်ပါတဲ့မိမိခန္ဓာကိုယ်ကြီးอ่ะเนาะအတုပခန္ဓာကြီးအဲ့ဒါကိုတုပလုံနေလို့မှားနေတယ်တုပဆိုတာတင့်တယ်လားအတုပဆိုတာကတင့်တယ်ပါဗျာအတုပဆိုတာကတော့ယုံစရာကြီးပေါ့လေဟုတ်တယ်မဟုတ်လားတကယ်ခန္ဓာမှာကတော့အတုပပဲရှိပါတယ်ခန္ဓာကိုယ်တစ်ကိုယ်လုံးကပါတယ်တော့အတုပတွေပဲယွန်စရာတွေပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်ပါယွန်စရာတွေဟုတ်မဟုတ်စဉ်းစားတာကြည့်မျက်စိကထွက်လာတဲ့အညစ်အကြေးတွေကယွန်စရာပဲနားကထွက်လာတဲ့အညစ်အကြေးတွေကအဲ့တော့မျက်စိတွေနားတွေနှာခေါင်းတွေလျှာတွေကိုယ်တွေမပါဘူးလားပါလားအဲ့ဒါယွန်စရာတွေယိုစည်းတဲ့နေရာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မလို့ငါဤကိုယ်မှာမျက်ရည်မျက်ကြီးနှဖားကြီးနဲ့နတ်ချီရဲ့စုသွားကြီးသူလေကရွင်အာမသလိတ်ချွဲကန်းတရွေများနဲ့ကိုတွင်ကိုမှာကျင်ကြီးချင်းငယ်ရောရှာပွဲလင်ယောဂစီဖြစ်ကြ၏တကားငါဤကိုမှာမျက်ရည်မျက်ကြီးနှဖားကြီးနဲ့နတ်ချီရဲ့စုသွားကြီးသူလေကရွင်အာမသလိတ်ချွဲကန်းတရွေများနဲ့ကိုတွင်ကိုမှာချွေသည်ချွေပေါ
ကျင်းကြီးချင်းငယ်ရုံးရှားပွဲလင်ယောဂစီဖြစ်စေ၏တကားကိုယ်ခန္ဓာကြီးကိုဘုန်းကြီးတို့ပြိဿရဲ့ဉာဏ်မျက်လုံးနဲ့သာကြည့်ယွန်စရာကြီးကိလေသာမျက်လုံးနဲ့ကြည့်နေလို့သာချောတယ်လှတယ်ကောင်းတယ်ဖြစ်နေတာပါဘာမျက်လုံးနဲ့ကြည့်နေတာတော့ကိလေသာမျက်လုံးနဲ့ကြည့်နေရင်ချောတယ်လှတယ်ဟုတ်တယ်မလားယွန်စရာလို့မြင်သေးလားမမြင်ဘူးဗျာဉာဏ်နဲ့ကြည့်မှယွန်စရာကောင်းတဲ့ခန္ဓာကြီးအတွင်းလဲပုတ်အပြင်လဲပုတ်သက်စုပ်စေရဤခန္ဓာအတွင်းနဲ့ကြည့်လိုက်ပြန်တော့လည်းပဲယွန်စရာပဲအပြင်ကိုပြင်ထွက်လာတာတွေကြည့်တော့လေအတွင်းထဲမှာကြည့်လိုက်တော့လေဉာဏ်နဲ့သာကြည့်ယွန်စရာတွေပဲကိလေသာနဲ့ကြည့်နေလို့ကောင်းတယ်လို့ထင်နေတာချောနေတယ်လို့ထင်နေတာဉာဏ်ကအမှန်သိကိုဗျဉာဏ်ကပါတယ်တော့ယွန်စရာလို့အမှန်သိသွားတာဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ပြိဿရဲ့လူတိုင်းမှာအမှန်ကိုသိတဲ့ဉာဏ်လေးပေါ်ဖို့မလိုလားလို့လားပေါ်ပါဗျာဒါကြောင့်အသိမှန်တာအမှန်သိတာဉာဏ်ပေါ်ဖို့လိုတာပဲနော်ဉာဏ်ပေါ်လာရင်လောဘတွေဒေါသတွေမောဟတွေမချော်ဘူးလားချော်ပါဗျာဉာဏ်မပေါ်လို့လောဘဒေါသမောဟတွေဖြစ်နေတာဘာမပေါ်လို့တော့ဉာဏ်ဆိုတာဘာတော့အတိမှန်တာအမှန်သိတာသဘောပါကြရဲ့လားအမှန်မသိလို့ကိလေသာဖြစ်တာအမှန်မသိလို့ဘာဖြစ်တာအနိစ္စကိုနိစ္စလို့အမြင်မှားနေတာဒုက္ခကိုဒုက္ခလို့အနတ္တကိုအတ္တလို့အတုပကိုတုပလို့ကိလေသာဘာကြောင့်ဖြစ်အမြင်မှားလို့ဖြစ်အမြင်မှားတာဘာကြောင့်ဖြစ်နှလုံးသွင်းမှားလို့ဖြစ်အမြင်မှားတာဘာကြောင့်ဖြစ်နှလုံးသွင်းမှားတော့အမြင်မှားလာအမြင်မှားလာလို့ကိလေသာဖြစ်တာကိလေသာဘယ်ရလားအမြင်မှားတာဘာကြောင့်နှလုံးသွင်းမှားလို့ဟုတ်တယ်မလားအဲ့ဒါကြောင့်ယုံမှန်းနာမှန်းဖြစ်ပြမှန်းမသိသမျှကာလပါလုံးတော့နှလုံးသွင်းရနှလုံးသွင်းမှရင်ဘာလာမှာလဲမြင်မှားပါနှလုံးသွင်းမှရင်မြင်မှားလာမယ်ကိလေသာလာမယ်ဟုတ်တယ်မလားကိလေသာဆိုတာနှလုံးသွင်းမှလို့လာတာပဲဟုတ်တယ်မလားနှလုံးသွင်းမှားတယ်ဆိုတာလေဘယ်ကလာတော့ဆိုတော့အမြင်မှားလာတာပဲဘယ်ကလာတာတော့အဲ့တော့အမြင်မှန်ရဖို့ရအတွက်တဲ့အမှန်တိုင်းသိဖို့ရအတွက်အမှန်တိုင်းသိတာအမြင်မှန်တာအမှန်တိုင်းသိတာပဲဟုတ်တယ်မလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေနှလုံးသွင်းမှန်ဖို့ရအရေးကြီးတယ်ဘာမှန်ဖို့အရေးကြီးတော့နှလုံးသွင်းမှန်ရင်ဘာပေါ်တော့ဉာဏ်ပေါ်တယ်နှလုံးသွင်းမှန်ရင်ဘာပေါ်တော့ကိလေသာဘာကြောင့်ဖြစ်နှလုံးသွင်းမှလို့ဖြစ်ဟုတ်တယ်မလားနှလုံးသွင်းမှားရတာလေမှားခြင်းလို့မှားတာလားအကြားမြင်မရှိလို့မှားရတာလား
အကြာအမြင်မရှိလို့အဲ့ဒါကြောင့်မလို့တရားမနာသေးသမျှတရားအာမထုတ်သေးသမျှအကြာအမြင်ကတရားမနာရင်အကြာမြင်နေရင်နှလုံးသွင်းမှရင်အမြင်မှလာရင်စိတ်ထားဆိုရင်စေတနာဆိုရင်ကံဆိုရင်အကျိုးပေးဆိုလိမ့်မယ်အကျိုးပေးမကောင်းမှုအကျိုးပေးတွေဆိုနေတယ်ဆိုတာဘာဆိုလို့ကံဆိုနေတာနေ့စဉ်နဲ့အမျှပြုလုပ်နေတာတွေဟာကံနေပဲကံတွေကိုဘယ်သူကဥဆောင်ပြီးလုပ်နေတော့မေးတယ်ကိလေသာကဥဆောင်ပြီးလုပ်နေတာကိလေသာကြောင့်ကံဖြစ်ကမ္မကြောင့်အကျိုးပေးဖြစ်အကျိုးပေးပါကြောင့်ဖြစ်ကံကြောင့်ဖြစ်ကံပါကြောင့်ဖြစ်ကိလေသာကြောင့်ဖြစ်ကိလေသာဖြစ်နေရတာဒကာရမတို့ပါမလို့တော့နှလုံးသွင်းမှာတော့ဘာဖြစ်ကိလေသာဖြစ်တာပဲဟုတ်တယ်မလားအဲ့တော့နှလုံးသွင်းမှန်ဖို့ကရေးမကြည့်ဘူးလားနှလုံးသွင်းမှန်ဖို့ဆိုရင်ဘာရှိဖို့လိုတော့အကြာအမြင်ရှိဖို့လိုတယ်ဟုတ်တယ်မလားကြားတယ်ဆိုတာနာကြားတယ်ဆိုတာနာလည်းကြားရမှာပေါ့ဟုတ်တယ်မလားအကြားရှိတဲ့ပုဂ္ဂိုလ်မှာဒကာဓမ္မတွေဆင်ញင်တတ်တဲ့ဉာဏ်ပေါ်လာမှာပဲအကြားရှိတော့မှဆင်ញင်တတ်တဲ့ဉာဏ်သုံးသပ်တတ်တဲ့ဉာဏ်ဟုတ်တယ်မလားဒါကြောင့်အကြားမြင်ရှိဖို့ဟာလိုတယ်ဘာရှိဖို့လိုတော့အကြားမြင်ဆိုတာသူတော်ကောင်းတရားကိုနာမအကြားမြင်ခေါ်တယ်ဘာတရားကိုနာမတော့သူတော်ကောင်းတရားကိုနာမအဲ့ဒီအကြားမြင်များမှဘာဖြစ်မလို့နှလုံးသွင်းမှမှဘာဖြစ်မလို့မြင်မှန်ရမှဘာဖြစ်မလို့စိတ်ထားကောင်းမယ်စေနာကောင်းမယ်ကံကောင်းမယ်အကျိုးပေးကောင်းမယ်ဟုတ်တယ်မလားလူတွေကအကျိုးပေးတွေညံ့နေကြတယ်စိတ်ထားမကောင်းလို့ပဲအကျိုးပေးကောင်းတဲ့လူတွေကဘာကောင်းလို့စိတ်ထားကောင်းလို့အကျိုးပေးကောင်းတာဟုတ်တယ်မလားအဲ့ဒါကြောင့်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေကအကျိုးပေးကောင်းတာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကအကျိုးပေးမကောင်းတာပေါ့လေဟုတ်တယ်မလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿရေအကျိုးပေးကောင်းတယ်ဆိုတာကံကောင်းလို့အကျိုးပေးကောင်းတာဟုတ်တယ်မလားကံမကောင်းတဲ့ပုဂ္ဂိုလ်တွေကကံမကောင်းမှုဆိုတာကအကုသိုလ်အလုပ်တွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကကံကောင်းသေးလားကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေကအကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေကကံဆိုးတယ်နော်သူများပစ္စည်းခိုးပြီဆိုကြတဲ့ကကံကောင်းတာလားကံဆိုးတာလားကံဆိုးတာပဲဟုတ်တယ်မလားလူတန်းကျင်တယ်ပေးကမ်းကျင်တယ်ဆိုတော့စိတ်ကလေးရှိနေတဲ့ပုဂ္ဂိုလ်တွေကလူကြတန်းကြပေးကြကမ်းကြတော့ကံမကောင်းဘူးလားကံကောင်းတယ်နော်
အဲ့တော့ကံကောင်းတော့ဘုန်းကြီးတို့ပြိဿရေကောင်းကျိုးမပေးဘူးလားပေးပါပါဗျာကောင်းကျိုးပေးတာဟုတ်တယ်မလားမကောင်းကျိုးပေးတာမကောင်းကျိုးပေးတာကအကုသိုလ်ကံကောင်းကျိုးပေးတာကကုသိုလ်ကံအကုသိုလ်ကံဘယ်မှာဖြစ်စိတ်ထဲမှာဖြစ်နေတာပဲအဲ့တော့ချမ်းသာအောင်လုပ်တာလေကံမယ်ဆင်းအောင်လုပ်တာလေကံဆိုတာစေတနာလေးကိုကံခေါ်တာပဲလေဟုတ်တယ်မလားစေတနာဆိုတာစေတေတီတိစေတနာစေဆိုတာတိုက်တွန်းတတ်တယ်ဟုတ်လားလူဘုတမ်းဖို့တိုက်တွန်းတဲ့စေတနာလေးသည်ကုသိုလ်စေတနာကိုယ်ကိုဖွဲ့ဖို့လူဖို့လိမ်ဖို့ညာဖို့တိုက်တွန်းတဲ့စေတနာလေးသည်အဲ့ဒါဘယ်ထက်မှဖြစ်စိတ်ထဲမှာတော့ဖြစ်တာဟုတ်ပါပြီအကုသိုလ်စိတ်ထဲမှာဖြစ်ရတာကဘာကြောင့်လဲအာယောနိသောမနတိကာရဘာမှလို့တော့ကုသိုလ်တွေဖြစ်ရတာစိတ်ထဲမှာကုသိုလ်တွေဖြစ်ရတာဘာလို့လို့တော့အဲ့ဒါကြောင့်မလို့နှလုံးသွင်းမှန်နဲ့နှလုံးသွင်းမှနှလုံးသွင်းမှန်တော့ကုသိုလ်ဖြစ်နှလုံးသွင်းမှားတော့ဘယ်ထဲမှာဖြစ်စိတ်ထဲမှာဖြစ်မှန်လားကုသိုလ်ကချမ်းသာတဲ့အကျိုးကိုပေးတယ်အကုသိုလ်ကအဲ့ဒါကြောင့်မလို့ကုသိုလ်ကလည်းစိတ်ထဲမှာဖြစ်တယ်အကုသိုလ်ကလည်းဘာကြောင့်ဖြစ်တာတော့ကုသိုလ်ဘာကြောင့်ဖြစ်တာတော့ဆိုတော့နှလုံးသွင်းမှန်လို့ကုသိုလ်ဖြစ်နှလုံးသွင်းမှားတော့အကုသိုလ်ဘာကြောင့်ဖြစ်နှလုံးကုသိုလ်ဘာကြောင့်ဖြစ်နှလုံးသွင်းမှန်လို့အဲ့ဒါကြောင့်တရားဓမ္မတို့နှလုံးသွင်းမှန်ဖို့နှလုံးသွင်းနော်ကောင်းဖို့ဆိုတာအကြမ်းမြင်ရှိဖို့လိုတာပဲတရားမနာတဲ့ပုဂ္ဂိုလ်တွေကနှလုံးသွင်းမှန်နိုင်မှာမလားမမှန်နိုင်ဘူးတရားနာတဲ့ပုဂ္ဂိုလ်ကမှနှလုံးသွင်းမှန်နိုင်တယ်ဒါကြောင့်တရားနာဖို့ဆိုရင်တရားကလည်းသူတော်ကောင်းတွေထံမှာသာဂိမ်းတာသူတော်ကောင်းတွေထံမှာသာလေတရားဂိမ်းတယ်ဟုတ်တယ်မလားသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကြတော့တရားဂိမ်းမှာမလားသူတို့ကြတော့မတရားဂိမ်းတာပေါ့လေလောဘဒေါသမောဟဆိုတာတရားသလားမတရားဘူးလားအာလောဘအာဒေါသအာမောဟကြတော့တရားပါဗျာအဲ့ဒီအာလောဘအာဒေါသအာမောဟကလည်းစိတ်ထဲမှာဖြစ်တာပဲလောဘဒေါသမောဟတွေကလည်းဟုတ်တယ်မဟုတ်လားစိတ်ထဲမှာဖြစ်တာပဲအဲ့ဒါကြောင့်မလို့စိတ်ထဲမှာတော့ဖြစ်တာကြီးပဲနှလုံးသွင်းမှန်တော့ကုသိုလ်ဖြစ်နှလုံးသွင်းမှားတော့အဲ့ဒါကြောင့်လူတိုင်းဟာနှလုံးသွင်းမှန်ဖို့လိုတာပဲနော်ဘာမှမဟုတ်လိုတာတော့နှလုံးသွင်းမှန်ဖို့ဆိုရင်တဲ့တရားဓမ္မတွေအကြအမြင်ရှိဖို့တော့လိုတာပဲဟုတ်တယ်မလားဘာ
ပါမြင်ရှိဖို့လိုတာတော့ဒါကြောင့်သူတော်ကောင်းတရားကိုနာပါဟုတ်တယ်မလားသူတော်ကောင်းတရားနာမှပါမြင်များမလို့သူတော်ကောင်းတရားဆိုတာဘုရားတရားတော်တွေကိုပြောတာသူတော်ကောင်းတရားဆိုတာဘာလို့ဘုရားတရားတော်တွေကိုဟောတာအဲ့ဒါကြောင့်မလို့သူတော်ကောင်းတရားတွေကသူတော်ကောင်းပုဂ္ဂိုလ်တွေထံမှာပဲရှိတာပဲသူယုံမာတွေထံမှာသူတော်ကောင်းတရားရှိရလားမရှိဘူးသူတော်ကောင်းတရားရှိနေလို့သူတော်ကောင်းလို့ခေါ်တာပဲဟုတ်တယ်မလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿရေသူတော်စိကမြတ်တရားနာတဲ့နော်သူတော်စိကမြတ်တရားနာတရားမြတ်တရားနာတယ်နာပြီးတော့ဘာလို့တရားနဲ့လျော်တဲ့အကျင့်ကိုကျင့်မှာတရားနဲ့မလျော်တာတွေကိုမကျင့်ပါနဲ့ဟုတ်တယ်မလားလျော်စွာအကျင့်မဖို့ခွင့်ရလင့်ဧကန္နာဟုတ်တယ်မလားအဲ့ဒီမဲ့ညာဘုံညာရမှလည်းအပေတကားပိတ်တော့မှာဗျာဘယ်တကားမပိတ်ရတာကမဲ့ညာဘုံညာမရလို့မဲ့ညာဆိုတာလေအတိမှန်တာကိုပြောတာပဲအတိမှန်တာကိုအမြင်မှန်တာကိုမဲ့ညာဆိုတာလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုသိအောင်လုပ်တတ်တဲ့တရားဟုတ်တယ်မဟုတ်လားနိဗ္ဗာန်ကိုပို့ဆောင်တတ်တဲ့တရားဒါကြောင့်ကိလေသာမာရင်တော့ကိစ္စတိကြီးမဲ့ကောမဲ့ဆိုတာကွာတဲ့ကိလေသာကိုလည်းမတတ်ဘူးလားနိဗ္ဗာန်ကိုလည်းမပို့ဆောင်တတ်ဘူးလားကိလေသာမာရင်တော့ကိစ္စတိကြီးမဲ့ကောဟုတ်တယ်မဟုတ်လားကိလေသာလည်းဘယ်ထဲမှာပေါ်စိတ်ထဲမှာပေါ်တာပဲမဲ့ဆိုတာလည်းဘယ်ထဲမှာပေါ်မှာကိလေသာပေါ်နေတဲ့အချိန်မှာမဲ့ပေါ်ရဲ့လားမဲ့ပေါ်နေတဲ့အချိန်မှာမဲ့ဆိုတာကအမှန်သိတာကိုမဲ့ခေါ်တယ်အမှန်ကိုသိတာသည်ဟုတ်တယ်မလားအမှန်ကိုမသိလို့လိုချင်ရချင်နေတာကကိလေသာပဲအမှန်ကိုမသိလို့လိုချင်ရချင်နေတာကကိလေသာပါဗျာဟုတ်တယ်မလားဘာကြောင့်လိုချင်တာတော့လို့မေးတော့ခိုင်နေမြဲတယ်ထင်လို့ချောတယ်လှတယ်ထင်လို့ကောင်းတယ်လို့ထင်နေလို့ရှင်ရှင်းရလားလိုချင်တဲ့လောဘကလေးကမြဲတယ်ထင်လို့ကောင်းတယ်ထင်လို့ရှင်းရှင်းရလားအဲ့ဒါကြောင့်မို့လို့မမြဲတာကိုမြင်အောင်ရှုမမြဲတာကိုမမြဲဘူးလို့မြင်မှမလိုချင်တော့မှာဟုတ်ဘာကြောင့်မလိုချင်တာတော့မမြဲလို့ဟုတ်တယ်မဟုတ်လားမမြဲဘူးဆိုရင်ဒကာဓမ္မတွေလိုချင်သေးလားမြဲတယ်ထင်လို့လိုချင်တာကောင်းတယ်ထင်လို့လိုချင်နေတာကောင်းလည်းမကောင်းမြဲလည်းမမြဲဘူးလို့မြင်နေရင်သဘောပါကြရဲ့လားအဲ့ဒါကြောင့်မလို့ဘယ်ဟာမှကောင်းတယ်ဆိုတယ်ဆိုတာမရှိပါဘူးကိုယ်စိတ်ကပဲလုံနေတာပါအားလုံးကဖြစ်ပြီးရင်ဖြစ်ပြီးပြတ်သွားတဲ့အရာတွေဒီကောင်းတယ်လို့ရောဆိုလို့ရမလားမကောင်းဘူးလို့ရောဆိုလို့ရရဲ့လားဘာလို့တော့ဖြစ်ပြီးပြတ်သွားလို့ဟုတ်တယ်မလားအဲ့ဒါကိုအမှန်သိအောင်ကြိုးစားလိုက်တဲ့ခါကျတော့လိုချင်တာတွေရချင်တာတွေရှိသေးလားရှိပါဘူးမကောင်းဘူးမမြဲဘူးလို့သိရင်လိုချင်သေးလားလိုချင်ပါဘူး
ကောင်းတယ်မြဲတယ်လို့ထင်နေရင်ဟုတ်တယ်မလားအဲ့ဒါကြောင့်ဘာကြောင့်လိုချင်တာတော့အကြောင်းပြလိုက်တဲ့ခါကျတော့အမှန်မသိလို့လိုချင်နေတာဟုတ်တယ်မလားအမှားတွေသိနေလို့အမှန်မသိလို့အမှားတွေသိနေလို့လိုချင်တဲ့လောဘကလေးဟာတဏှာလို့လည်းခေါ်တာလောဘလို့လည်းခေါ်တာပဲအဲ့လောဘကလေးတဏှာလေးဝင်းထဲမှာရှိနေပြီဆိုရင်ချမ်းသာမလားဆင်းရဲမလားဆင်းရဲကိုပေးတတ်တဲ့တရားသည်လောဘပဲဟုတ်တယ်မလားဆင်းရဲကိုပေးတတ်တဲ့တရားသည်အဲ့လောဘမရှိရင်ဆင်းရဲသေးလားဆင်းရဲပါဘူးဒါဖြင့်လောဘခယောနိရောဓနိဗ္ဗာန်ဆိုတဲ့အတိုင်းလောဘမရှိတာသည်လောဘကုန်တာသည်ဗါတဲ့တော့နိဗ္ဗာန်ဟုတ်တယ်မလားလောဘကလေးရှိနေရင်ဆင်းရဲမှာပဲဒေါသရှိနေရင်ဆင်းရဲပါဗျာမောဟရှိနေရင်ဆင်းရဲပါဗျာဆင်းရဲမှာပဲအဲ့တော့လောဘဒေါသမောဟကိုမိုးရအတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလက္ခဏာကြီးသုံးပါဟောခဲ့တာအနိစ္စမြင်လောဘဆင်းနေဒုက္ခမြင်ဒေါသဆင်းနေဟုတ်တယ်မလားအနတ္တမြင်မောဟဆင်းနေဒါကြောင့်မိမိခန္ဓာကိုယ်ဉာဏ်နဲ့ကြည်တိုင်းအနိစ္စခန္ဓာကိုယ်ဒုက္ခခန္ဓာကိုယ်အနတ္တခန္ဓာကိုယ်ဟုတ်တယ်မဟုတ်လားအဲ့တော့အနိစ္စကိုမြင်တော့လောဘကိလေသာစေတယ်ဒုက္ခကိုမြင်တော့ဒေါသကိလေသာစေတယ်အနတ္တကိုမြင်တော့မောဟကိလေသာစေတယ်ဆိုတော့အနိစ္စဒုက္ခအနတ္တမမြင်မြင်အောင်သာရှုပါတော့အနိစ္စမြင်ပါစေနော်လောဘစင်တယ်ဒုက္ခမြင်ဒေါသစင်တယ်အနတ္တမြင်အဲ့ဒီလောဘဒေါသမောဟတွေကြောင့်ဒုက္ခရောက်တာပဲလေလောဘဒေါသမောဟတွေစင်သွားရင်မချမ်းသာဘူးလားချမ်းသာမှာလားရှင်းရှင်းလားဒါကြောင့်လောဘကုန်မိုးရာအတွက်အိဋ္ဌကိုရှုဒေါသကုန်မိုးရာအတွက်ကိုဒုက္ခကိုရှုဟုတ်တယ်မဟုတ်လားမောဟကုန်မိုးရာအတွက်ကိုအနတ္တကိုရှုတဲ့အိဋ္ဌဒုက္ခအနတ္တလက္ခဏာရေ၃ပါးမှတပါးနော်နိဗ္ဗာန်ကိုပို့ဆောင်နိုင်တဲ့တရားမရှိပါဘူးမရှိပါဘူးခင်ဗျာအဲဒါကြောင့်အနိစ္စကလည်းဖြစ်ပြီးပြက်လို့နေစ္စဖြစ်ပြီးပြက်နေလို့ဒုက္ခဖြစ်ပြီးပြက်နေလို့အနတ္တဒါကြောင့်ဖြစ်ပြက်တစ်လုံးနဲ့ရှုတာနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးလားရောက်နိုင်လားရှင်းရှင်းရလားဒါကြောင့်ဖြစ်ပြက်ကဘာသစ္စာပြီးတဲ့ညာကသေတာကနောက်ခန္ဓာမလာတာသစ္စာလေးပါမကြိုက်ဘူးလားအဲနိုင်လဲပုံသွားပြီသာလူသုံးညကိုရတော့ကြောင်းစု